3D ဝါသနာရှင်မိသားစုများမင်္ဂလာပါကျွန်တော်ရဲ့ကနဦး site ကလေးအနေနဲ့ကျွန်တော်အတူချုံလေးပြမယ်ပေါ့နော်တစ်ချက်လောက်လိုက်ကြည့်ပြီပေါ့ကျွန်တော်ဒီမှာဗျာနော်ထိတ်ထောင်နှလုံး63ထိတ်ထောင်နှလုံးစီ9 54ထိတ်ထောင်နှလုံးစီ9 2ခွန်ထိတ်ထောင်နှလုံးစီ9 3ချက်ရိုက်ပြီးတော့နောက်ပေါင်းကြတော့3နောက်ပေါင်း4နောက်ပေါင်း5ဆိုပြီးတော့သူကစီနီယံနဲ့ပြန်ထည့်ကစားထားတယ်ပေါ့နော်ဒါလေးကတော့အုံမြက်ကလေးပေါ့ထိတ်ထောင်6ကို3ချက်ရိုက်ထားတော့6ပါဝါထိတ်ထောင်4ဆိုပြီးတော့တခါ3ချက်ဘေးမှာပြန်ရိုက်ထားတယ်အဲ့လိုရိုက်ထားပြီးသွားတော့မှထိတ်ထောင်4လို့ရိုက်ပြီးသူ့ခါးနဲ့နောက်ပိတ်နှလုံး3ညခွန်တွဲလေးပေါ့ဗျာဒီမှာလဲထိတ်ထောင်4ကိုသူ့ဘေးမှာ3ညခွန်တွဲလေးပေါ့ဒီမှာလဲထိတ်ထောင်4သူ့ဘေးမှာ1-9အတွဲလေးပေါ့ဒီက3ညခွန်တွဲနဲ့ကျွန်တော်ဒီကထိတ်ထောင်ပေါ့နော်ထိတ်ထောင်4ဆိုတော့သူအပေါ်ကကျွန်တော်1 2 3နှစ်ရှိလိုက်မယ်ဒီကခွန်ခါနဲ့ခွန်3ညဆိုပြီးတော့ပထမတစ်ချိန်ကျွန်တော်တို့ထွက်ထားတာရှိတယ်ပေါ့နော်ကျွန်တော်နောက်တစ်ခါဒုတိယတစ်ချိန်ပေါ့နော်ဒီမှာထိတ်ထောင်4ဒီမှာ3ညခွန်တွဲတယ်သူအပေါ်က1 2 3သူကဘေး3နှစ်မှာပဲခွန်ခါပေါ့နော်ဒီကခွန်ဒီက3ညခွန်3ညဆိုပြီးတော့ဒီမှာတစ်ချက်အာထွက်တယ်ပေါ့နော်ပတ်လဲထွက်တာပေါ့နောက်ခါဒီမှာကထိတ်ထောင်4သူ့4ရဲ့ဘေးမှာ1နဲ့9နဲ့ရှိတယ်ဒါဆိုသူ့ဘေးရရင်1 2 3နှစ်မှာသူက6ခါထိုင်တယ်ဒါ6 9 1ဆိုတဲ့ပတ်လဲကဏ္ဍလေးပေါ့နော်ဒီမှာ3ပင်ကူးလေးပေါ့နော်3ကတ်စီလို့ပြောရမှာပေါ့နောက်တစ်ချက်ထပ်ကြည့်ရမှာကတော့သူကဘယ်လိုကြောင့်အဲ့လိုယူရတယ်လဲဆိုတာပေါ့နော်ကျွန်တော်ပြမှာပေါ့ဒီကကျွန်တော်ဒီမှာခွန်တစ်လုံးယူတယ်ဒီကခွန်တစ်လုံးယူတယ်ဒီက6တစ်လုံးယူတယ်ပေါ့နော်ဒီကရှေ့နှစ်ကတ်ကတော့ထွက်ထားပြီရောက်ကတ်ကိုပြသူကဒီက6ခါရှိတယ်ခွာ6ဖြစ်ပြီးမှဒီကခွန်ခါကိုဒီကခွန်3ညတွဲနဲ့ယူလိုက်တာပေါ့နော်ဒီမှာလည်းဒီတိုင်းပဲဗျာနော်3ညခါရှိတယ်အခွာ3ညထွက်တယ်ထွက်ပြီးမှသူကခွန်ခါထိုင်နေအဲ့ဒီခွန်နဲ့ပဲခွန်3ညဆိုပြီးဒီ3လုံးကိုအပြီးကြတယ်ကျွန်တော်တတိယကမှလည်းဒီတိုင်းပဲပေါ့နော်ဒီမှာကြတော့လည်းပဲသူက10ခါရှိတယ်ခွာ10ရိုက်တယ်အဲ့ရရိုက်တဲ့ခွာ10ကခါလုံး6ခါကို6 9 1ဆိုတဲ့အတွဲပေါ့နော်အဲ့ကဏ္ဍကိုကျွန်တော်တို့ဒီမှာထိတ်ထောင်ကကိုသူ့ဇောင်းကိုဆင်း1 2 3 4 5ကဏ္ဍဥစထွက်တယ်ပေါ့နော်တစ်ချိန်ဒါဆိုသူကတပင်ကျော်ရိုက်မှာပေါ့နော်တပင်ကျော်ရိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီကဏ္ဍအမြင်အမမြင်အောင်နော်နည်းနည်းရှိလိုက်သူကအမှန်တော့ဒီက1-9တွဲနဲ့6နဲ့ကိုအပြီးကြတာပေါ့နော်အပြီးကြတာဆိုတော့ကျွန်တော်တို့ကအထိုင်ဖမ်းတဲ့အခါမှာရှည်ပေါင်း6ရှည်ပေါင်း5ရှည်ပေါင်း6ရှည်ပေါင်း5ရှည်ပေါင်း6ရှည်ပေါင်း5ဆိုတော့ကျွန်တော်9 6 1ဆိုပြီးတော့ယူရမှာဖြစ်ပါတယ်နော်9 6 1ပေါ့နော်